လေးလပိုင်းမှာမိမိရဲ့ဖုန်း wallpaper မှာတင်ပြီးတော့ဆောင်ရမယ့်အဆောင်ပုံလေးကိုဆရာပရိသတ်တွေကိုလက်ဆောင်ပေးပါမယ်เนาะဆရာတို့လူတယောက်ရဲ့ဖုန်း wallpaper မှာတင်ပြီးတော့ဆောင်ရတဲ့အဆောင်ပုံဟာအရန်ကိုမှအရေးကြီးပါတယ်ဆရာတို့ပြီးသလွယ်ပေးလို့မရပါဘူးအဲ့ဒါကြောင့်မလို့ဆရာဒီတစ်ခါပေးမဲ့ wallpaper လေးကိုဆွဲနေတဲ့အချိန်မှာနည်းနည်းလေးနောက်ကျနေတာဖြစ်ပါတယ်เนาะအခုဆရာဒီ wallpaper လေးကိုစပြီးတော့ပေးပါမယ်တခါတည်းစပြီးတော့ဆောင်လို့ရပါပြီနော်၄လပိုင်းအတွက် wallpaper ဖြစ်တဲ့အတွက်၄လပိုင်းမှာပဲဆောင်ရမှာဖြစ်ပါတယ်၅လပိုင်းအထိဆောင်သွားစရာမလိုပါဘူးနော်ဒီ၄လပိုင်းထဲမှာပဲဒီဆရာပြောတဲ့ဖုန်း wallpaper လေးကိုမိမိရဲ့ဖုန်းမှာတင်ပြီးတော့ဆောင်လို့လဲရတယ်ဒါမှမဟုတ်မိမိဒီပုံလေးကိုကူးပြီးတော့မှပေါ့နော်မိမိရဲ့ပတ်စံအိတ်တို့မိမိရဲ့အန်ဆွဲတဲ့တို့ထည့်ပြီးတော့ဒီပုံလေးကိုထည့်ပြီးတော့ဆောင်ထားလို့ရပါတယ်ဆရာ wallpaper တွေကဖုန်း wallpaper ပုံတွေကအရန်ကိုမှအစွမ်းထပ်ပြီးတော့ထူးခြားပါတယ်နော်အဲ့ဒါကြောင့်မလို့ဆရာအခုမှဒီပုံလေးကိုဆွဲပြီးတော့ပြီးတာဖြစ်ပါတယ်ပြီးတော့ဆရာပြောပြပါဦးမယ်ဒီ၄လပိုင်းဟာဆရာတို့တကူးလဖြစ်ပါတယ်เนาะတကူးလဆိုတာရေလဖြစ်ပါတယ်ရေလဆိုတာငါးမြူးတဲ့လဖြစ်ပါတယ်เนาะငါးမြူးတဲ့လဖြစ်တဲ့အတွက်ဒီရွှေငါးပုံလေးပါတဲ့အဆောင်ပုံလေးရဲ့ဆရာဒီเนาะဟိုကန်ထူးကန်ကောင်းလက်ပွင့်လက်ရွှင်ပြီးတော့မှကန်စာတာတွေမြင့်ပြီးတော့ကောင်းစေမဲ့ wallpaper လေးကိုဆရာပရိသတ်တွေကိုလက်ဆောင်ပေးမှာဖြစ်ပါတယ်เนาะတချို့ကထင်တာပေါ့เนาะဒီဖုန်း wallpaper ကိုတင်ပြီးတော့စောင်လိုက်ပြီဆိုတာနဲ့အဆင်ပြေသွားပြီလို့စွမ်းသွားပြီလို့အဲ့လိုမျိုးထင်တာမှားပါတယ်အဲ့ဒါခဏတစ်ဖြုတ်ပဲဖြစ်ပါတယ်ခဏတစ်ဖြုတ်ပဲအဆင်ပြေမှာဖြစ်ပါတယ်ဆရာတို့ဖုန်း wallpaper စောင်မယ်ဆိုရင်เนาะကို့မှာလည်းကုသိုလ်ကောင်းမှုတွေပြုလုပ်နေဖို့ရှိနေဖို့တခုခုပေါ့เนาะရှိနေဖို့လိုတယ်ပြုလုပ်နေဖို့လိုတယ်ဒါမှဓာတ်ရိုက်တဆင်ဖြစ်ပြီးတော့ဒီဖုန်း wallpaper ကို့လက်ထဲကိုရောက်လာတဲ့အချိန်စောင်လိုက်တဲ့အချိန်မှာเนาะထီတွေချဲတွေပေါက်လာမယ်ထီဆူကြီးပေါက်လာမယ်ကန်စမ်းမဲဆူကြီးပေါက်လာမယ်ငွေတွေအလုံးအရင်းနဲ့ဝင်လာမယ်စီးပွားရေးတွေတရှိန်တိုးတက်လာမယ်ကန်နှိမ့်နေတဲ့သူတွေကန်ကောင်းလာမယ်နော်ဘာပဲလုပ်အဆင်ပြေချောမွေ့လာမယ်အခြေရေးအိမ်အောင်ရေးစီးပွားရေးလူမှုရေးပညာရေးကျန်းမာရေးဒီဖုန်း wallpaper ကိုမိမိရဲ့ဖုန်းပေါ်ရောက်လိုက်တာနဲ့အဆင်ပြေချောမွေ့ဖို့အတွက်နော်ရေဒီယာတွေလည်းလိုအပ်ပါတယ်နော်အဲ့တော့ဆရာအခုဖုန်း wallpaper လေးပေးမယ်ဒီဖုန်း wallpaper လေးကိုမိမိရဲ့ဖုန်းမှာစောင့်မယ်အခုတကူးလားဖြစ်တယ်တကူးလားဆိုတော့ရေလားဖြစ်တယ်ရေလားဆိုတော့ငါးမြူးတဲ့လားဖြစ်တယ်အဲ့တော့ဆရာတို့ကုသိုလ်ကောင်းမှုတစ်ခုလုပ်ရမယ်ဒီဖုန်း wallpaper ကိုစောင့်ပြီးရနဲ့လုပ်လို့ရပြီเนาะဘာလုပ်ရမလဲဆိုရင်ဆရာတို့เนาะဦးစင်းတွေတန်ဃာတော်တွေเนาะစားသည်ဖြစ်ကိုယ့်ထက်အသက်ကြီးမားတဲ့သူတွေကိုเนาะရေတို့အေးတို့ကတ်လူပေးရမယ်เนาะပြီးတော့ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုလည်းတောက်တော်ရေလားဖြစ်တဲ့အတွက်တောက်တော်ရေကိုအမြဲတမ်းကတ်လူပေးရမယ်เนาะမနက်ရောညရောကတ်နိုင်တယ်ဆိုရင်အဆင်ပြေတယ်เนาะပြီးတော့ရေလမှာငါးမြူးတဲ့လားဖြစ်တယ်ငါးမြူးတဲ့လားဖြစ်တဲ့အတွက်ငါးစာကျွေးတာတို့เนาะငါးစာကျွေးတာတို့နောက်တစ်ခုကဒီငါးလေးတွေကိုเนาะဒါလွတ်ပေးတာတို့เนาะငါးလေးတွေကိုလွတ်ပေးတာတို့เนาะငါးအလူလောက်တာတို့เนาะရေအလူလောက်တာမျိုးတွေကိုများများလုပ်ပေးသင့်တယ်ဒါဆိုရင်ကိုကဒီရေလာမှာငါးလဲမြူးတဲ့လာလဲဖြစ်တယ်ရေလာလဲဖြစ်တဲ့အတွက်ရေလဲလူမယ်ငါးနဲ့ပတ်သက်တာတွေလဲလူမယ်ဆိုရင်ဒီကိုဆောင်ထားတဲ့အဆောင် wallpaper ကပို့ပြီးတော့မှအစွမ်းထက်စေတယ်ပို့ပြီးတော့မှထူးခြားစေတယ်เนาะကိုလုံနေတဲ့အရာတွေလဲအားလုံးအဆင်ပြေချောမွေ့စေတယ်เนาะခုနပြောလို့ထီထိုးထားရင်ထီစုကြီးပေါက်စေတယ်အယောင်းဝယ်လုံးနေအယောင်းဝယ်တွေတရှိန်တိုးကောင်းစေတယ်เนาะအဲ့တော့ phone wallpaper စောင်ပုံစောင်နည်းလေးကဒီလိုမျိုးလေးဖြစ်တယ်เนาะအဲ့တော့ phone wallpaper ကိုဆရာပေးတဲ့ wallpaper လေးကိုမိမိလက်ထဲမှာရောက်ပြီးတော့မိမိဖုန်းမှာတင်ပြီးစောင်လိုက်ပြီးဆိုတာနဲ့ဖုန်းလေးကိုညာဘက်လက်လေးနဲ့ကင်เนาะညာဘက်လက်လေးနဲ့ကင်ပြီးတော့ဂုံတော်6ပါး6ကောက်ရွတ်ပြီးရင်ဘယ်ဘက်လက်လေးနဲ့ပြန်ကင်တန်မုတ်တွေကာတာ6ကောက်ရွတ်ပြီးရတယ်ဒီ phone wallpaper လေးကစပြီးတော့အသက်ဝင်သွားပြီဘာလို့လဲဆိုတော့ကိုကဒီဖျားကုံတော်တရားကုံတော်တွေရွတ်လိုက်တဲ့အတွက်နော်ကုသိုလ်စွမ်းအင်တွေပြေးဝသွားတဲ့အတွက်ကိုကအချိတ်ဆက်မိပြီးတော့မှဒီ wallpaper ပို့ပြီးတော့မှနော်ကောင်းလာပြီအဆင်ပြေလာပြီတချို့ဆိုဖုန်းနဲ့အလုပ်လုပ်ရတဲ့သူတွေရှိတယ်ဖုန်းပြောပြီးအလုပ်လုပ်ရတဲ့သူတွေရှိတယ်ဒီလိုလူတွေအတွက်လည်းပို့ပြီးတော့ကိုပြောတဲ့စကားတွေကပို့ပြီးတော့အောင်မြင်စေတယ်တိုးတက်စေတယ်နော်ပြီးတော့ဒီဖုန်း wallpaper လေးကိုဆရာဒီဗီဒီယိုလေးရဲ့အဆုံးမှာထည့်ပေးထားတယ် comment မှာလည်းထည့်ပေးထားတယ်ဒီ wallpaper တို့ဘာလို့ဆိုတာကလေယုံကြည်မှုနဲ့သက်ဆိုင်ပါတယ်ကိုယ်စိတ်ထဲမှာယုံကြည်နဲ့သာစောင့်မှာအရန်ကိုမှအစွမ်းပဲပြီးထူးကြတယ်ပြီးတော့ဆရာပြောသလိုပဲအားလူတာရေလူတာတွေလည်းလုပ်ပေးပါဒါဆိုရင်အရန်ကိုမှထူးထူးခြားခြားနဲ့ကို၄လပိုင်းမှာငွေတိုက်တကားပွင့်တကဲ့သို့ရွှေတိုက်တကားပွင့်တကဲ့သို့ရွှေတွေငွေတွေဝင်လာပြီးတော့မှเนาะပြည့်စုံနေရပြီပြည့်စုံကြွယ်ဝချမ်းသာတိုးတက်လာပါလိမ့်မယ်ဆိုတာဆရာအာမခံပါတယ်ဒီဗီဒီယိုကြည့်နေတဲ့9ရက်သားသမီးအားလုံးလည်းဒီဗီဒီယိုလေးကိုများများလေး share ထားပေးပါလို့ပြောချင်ပါတယ်ဒီ wallpaper လေးကိုမိမိရဲ့တငယ်ချင်းတွေမိတ်ဆွေတွေကိုလည်းမျှဝေပေးပါဒီဗီဒီယိုလေးကိုလည်း share ထားပေးပါ comment မှာလည်းမိမိရဲ့နေ့နံကိုရေးခဲ့ပါဆရာတဦးတယောက်ချင်းစီတိုင်းကိုဝင်အောင်ဆူတောင်းပေးပါမယ်ပြီးတော့ဆရာရဲ့ဒီဘေးရင်ထူးမြောက်အောင်ဆိုတဲ့ TikTok အကောင့်
Facebook အကောင့်လေးကိုလည်း like and follow လေးလုပ်ထားပေးဖို့ပြောချင်ပါတယ်ဖုန်း wallpaper လေးကိုလည်းစောင့်ထားပါပြီးတော့နောက်တစ်ခုကဘာလဲဆိုရင်ဆရာစီမှာဒီ4လပိုင်းအတွက်ငွေဝင်ချမ်းနေတဲ့ရည်ရည်တွေကံကောင်းစေမဲ့ရည်ရည်တွေကိုလည်းလာအပ်လို့ရပါပြီ Viber တို့ Telegram တို့မှာအပ်လို့ရတယ်ပြီးတော့ဆရာစီမှာဘေးတင်မေးလို့ရတယ်ဇာတာစစ်လို့ရတယ်တဲတော်မေးလို့ရပါတယ်ပြီးတော့ဆရာစီမှာအရန်ကိုမှအစွမ်းထပ်ပြီးတော့ထူးခြားတဲ့အဆောင်လက်ကောက်ကလေးတွေကိုလည်းဝယ်လို့ရပါတယ်ဆရာကိုယ်တိုင်သေချာစီမံစုတောင်းပြီးတော့3ရက်အတွင်းမိမိရဲ့အိမ်ကိုအရောက်ပို့ပေးပါတယ်เนาะပြီးတော့အခြေရေးအိမ်တောင်ရေးစီးပွားရေးအလုပ်ကိုင်ငွေရေးကြေးရေးလောင်ကစားစသည်ဖြင့်ဒါတွေအတွက်လည်းဆရာစီမှာအစီရင်တွေဓာတ်ရိုက်တဲ့စင်တွေအဲ့လိုရတယ်ဆိုတာကိုဆရာပြောချင်ပါတယ်เนาะဒီမြန်မာပြည်သားသူတွေကတော့ဆရာရဲ့ Viber တို့ Telegram တို့ Messenger တို့စီမှာလာအဲ့လိုရပါတယ်ဆရာအခုကတော့ထိုင်းနိုင်ငံဘန်ကောက်မြို့မှာဘေဒင်ဟောကန်ဖွင့်လှစ်ထားတာဖြစ်ပါတယ်ဆရာပရိသတ်တွေထိုင်းနိုင်ငံဘန်ကောက်မြို့ကိုရောက်ရှိခဲ့တဲ့ဆိုရင်ဆရာရဲ့ဘေဒင်ဟောကန်မှာလာပြီးတော့ထမင်းစားလို့လည်းရတယ်ဘေဒင်မေးလို့လည်းရတယ်မုတ်စားလို့လည်းရတယ်အဆောင်ပစ္စည်းတွေကိုလည်းလက်ဆောင်တောင်းယူလို့ရတယ်ဆိုတာကိုပြောချင်ပါတယ်ကဲ9ရက်သားသမီးအားလုံးဆရာရဲ့ရွှေငါးအဆောင်ပုံကိုစောင်းတဲ့9ရက်သားသမီးအားလုံးကျမ်းမာချမ်းသာပြီးတော့တိုးတက်အောင်မြင်ကြပါသည်လို့ဆရာထူးမြောင်နေဆုတောင်းပေးလိုက်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်